တလားပိုင်းစကောင်းနေပြီးတော့ကျွန်တော်တို့ဒီ2လပိုင်း1ရက်နေ့ထွက်မယ်နှစ်ကြိမ်မြောက်ကကဏ္ဍပေါ့နော်နှစ်ကြိမ်မြောက်ကကဏ္ဍဒီ9ခုနှစ်က9ခုနှစ်ကကျွန်တော်တင်ထားတာတော့မဟုတ်ဘူးပေါ့နော်ဒီ line ပေါ်မှာတင်ထားတာဒါပေမဲ့ထွက်တတ်တဲ့သဘောပါလေးတွေပေါ့ကျွန်တော်ဒီမှာ359ပေါ့နော်359တကွက်ပေါ့တစ်နှစ်ကျော်မှာခွန်3ည3ညတကွက်ပေါ့တစ်နှစ်ကျော်မှာ9နှစ်ခွန်ပေါ့နော်ဒီ359ကတကွက်ခွန်3ည3ညတကွက်ပေါ့9နှစ်ခွန်ကတကွက်ဆိုတော့အဲ့လိုမျိုးတန်းသွားပြီးတယ်တန်းသွားပဲအဲ့ဒီလွယ်လွယ်လေး site လေးတွေဟုတ်ကျွန်တော်လည်းပေါက်ခဲ့ဘူးတော့ဗောနော်ဘယ်တော့ပေါက်ခဲ့ဘူးလဲဆိုတော့ကျွန်တော်တို့ဒီမှာ8 3ညနဲ့644 643ပေါ့နော်866ဆိုတာအဲ့ဒီ3ခွက်တည်တဲ့ကျွန်တော်တို့ဒီရွက်နှစ်တယ်မှာ8 3ညနော်364 866ဆိုတဲ့ကဏ္ဍကျွန်တော်ဒီချိန်မှာတော့ပေါက်ခဲ့ဘူးပေါက်ခဲ့ဘူးတယ်ပေါ့နော်လွယ်လွယ် site လေးတွေပေါက်ခဲ့တော့ပြီးတတ်တယ်ပေါ့ခါလေးအခက်မနေရင်တော့ကျွန်တော်တို့ပြီးသွားတယ်ပေါ့နော်အခုကျွန်တော်ဒီအဲ့လိုလွယ် site လေးတစ်ခုတွေ့ထားလို့ပေါ့နော်လွယ်တဲ့ site လေးတစ်ခုတွေ့ထားလို့ကျွန်တော်ဒီမှာ6နောက်ထိုင်9နောက်ထိုင်4နောက်ထိုင်654လို့ဖြစ်တာ ਨੇ သူ့ရဲ့အပေါ်10ဖြစ်တာသူ့ရဲ့အပေါ်လည်း10သူ့ရဲ့အပေါ်လည်း10ပေါ့နော်ဒီ6ဒီ5ဒီ4ပေါ့အဲ့ဒီ654ရဲ့အပေါ်က336နော်336တကွက်ခွန်3ညတကွက်ပေါ့565တကွက်အဲ့ဒီကဏ္ဍလေးတည်တယ်336တည်တယ်ပက်လေနော်ခွန်3ညတည်ထွက်ပြီးထားတယ်နောက်တစ်ခုကကျတော့965တည်ထွက်ပြီးမလားပေါ့နော်ဒါကျွန်တော်တို့ကအလွယ်ဆုံး site ကလေးတွေကိုဒါကျွန်တော်တို့ထောက်ပြထားတာပေါ့နော်လွယ်ဆုံး site ကလေးတွေထောက်ပြထားတာခုဒါကျွန်တော်တွေ့တဲ့ site ပဲကျွန်တော်ထောက်ပြထားတာနော်ဒါပေမဲ့ထိုးပါလို့တော့အဲ့ဒီကဏ္ဍတွေကိုကျွန်တော်တို့ကမတိုက်တွန်းပါဘူးကြိုက်ချင်တော့ထိုးလို့ရတော့ဦးတင်သမျှတိုင်းလိုက်ထိုးနေမယ်ဆိုရင်လည်းကျွန်တော်ဒီထိုးကြီးတွေကုန်နေမှာပေါ့အဲကျွန်တော်ခုကြိုက်တဲ့ကဏ္ဍလေးတစ်ခွက်ရှိတာပေါ့အဲကြိုက်တဲ့ကဏ္ဍလေးတစ်ခွက်ကိုကျွန်တော်ပြပါမယ်ကျွန်တော်6ခါ8ခါ4ခါပေါ့နော်ဒီ6 8 4လို့ဖြစ်ထားတဲ့ကျွန်တော်တို့ဒီ1 2 3 4 5 6 9ပင်ရီလိုက်တယ်တဲ့ရီလိုက်တဲ့အချိန်မှာတဲ့656တဲ့သူက39ခွန်လေးလည်းထောက်ထားတယ်နော်ဒီမှာလဲ6ခါ8ခါ4ခါပေါ့နော်6 8 4လို့ထောက်ထားပြီးတော့တဲ့1 2 3 4 5 6 9ပင်မှာခွန်5ခွန်နဲ့39ခွန်လေးလည်းထောက်ထားတယ်အဲ့ဒီ684ရဲ့684ကကျွန်တော်တို့ဒီပြောရမှာဆိုရင်တော့အပြည့်စုံပဲ4 2 1ခွန်4ပေါ့နော်ပြန်ဖြစ်ထားသေးတယ်ကျွန်တော်ခုနကမပြလိုက်လို့ပေါ့နော်ဒီ684လို့ခါသုံးလုံးတန်းထားပြီးတော့တဲ့4 2 1ခွန်4ပေါ့နော်အဲ့လိုမျိုးဖြစ်ထားတာပေါ့4 2 1ခွန်4နဲ့တန်းကျွန်တော်ဒီ656ဒီတဲ့39ခွန်ထောက်ပြီးသွားတဲ့တပိ1နှစ်2နှစ်3နှစ်4နှစ်မြောက်တဲ့မှာ4နှစ်မြောက်တဲ့မှာချပြရမယ်တဲ့ဒီအချိန်မှာချပြသွားတယ်နော်ကျွန်တော်တို့ဒီခွန်5ခွန်39ခွန်ဒီ1 2 3 4နှစ်မြောက်တဲ့မှာချပဲကျွန်တော်2ကြိမ်မှာဖမ်းထားတာပေါ့အဲကြောင့်2ကြိမ်မှာဖမ်းထားလဲဆိုတော့တဲ့ဒီကြိမ်မှာချပြီးတဲ့အချိန်မှာ9 1ခွန်လို့ဇောင်းထိုးထားတယ်နော်ဒီမှာလဲ9 1ခွန်လို့ဇောင်းထိုးထားတယ်တဲ့အဲဇောင်းထိုးထားတဲ့တပင်ကျော်မှာတဲ့3ပရိတ်ပေါ့နော်ကိုထိတ်နဲ့နောက်ပေါင်းကိုတဲ့သူ10ပရိတ်လို့ဖြစ်ပြီးမှသူ့ရဲ့အောက်မှာချပြီးတာပါတဲ့9 1ခွန်လို့ဇောင်းထိုးထားတဲ့သူ့တပင်ကျော်မှာ3ပရိတ်တဲ့10ပရိတ်လို့ဖြစ်တယ်ကိုထိတ်နဲ့နောက်ပေါင်းကိုလို့ဖြစ်ပြီးမှတဲ့သူ့ရဲ့အောက်မှာကျွန်တော်တို့ကဒီ9ခွန်လို့တကွက်တည်းပဲထိုးရမှာကဏ္ဍပေါ့နော်ဟုတ်ကဲ့ဗျာ9ခွန်ကြက်ကလေးတစ်ခွက်တွေ့ထားတော့ဗောနော်ဒါကြောင့်ကံပါခဲ့ရင်တော့ကျွန်တော်ကံပြီးလို့ပေါက်ကြပါသေးပေါ့